好的，今天我们来阅读这个第三美味的一堂课。美味ဆိုတာဘယ်လိုပြောမလဲဆို味ဆိုတာအရသာကိုခေါ်တာနော်美ဆိုတာ美ရပါတော့辣တာနော်美味的一堂课ဆိုအရသာ辣တဲ့အချိန်တစ်ချိန်မဟုတ်ဘူးเนาะအဲ့တော့ဒီဟာကိုဘယ်လိုပြောမလဲဆိုလို့ရှိရင်ကျတော့အနှစ်သာရရှိတဲ့စာသင်ချိန်တစ်ချိန်လို့ပြောမယ်เนาะ星期二下午Tuesday ရဲ့တဲ့ညနေပိုင်းချိန်နေမှာတဲ့老师请美式坐牢乔文姐姐到班上和大家分享旅行时难忘的见味的老师请美式作家ဆိုတာဘယ်လိုပြောမလဲဆို美式ဆိုတာအစားတောက်လုပ်တဲ့လူပေါ့နော်အဲ့တော့သူကိတ်မုတ် bakery ဆိုင်ကဆိုင်ရှင်ဖြစ်လိမ့်မယ် bakery ဆိုင်ကဆိုင်ရှင်乔伟姐姐乔伟ဆိုတာနာမည်နဲ့မှမြင်းချောင်းတားထားပြီးရနော်ဒါသူတို့စာရေးတဲ့ rule တွေကိုကိုကသိရမယ်အဲ့ဒီနာမည်နဲ့မြင်းချောင်းတားထားရင်အဲ့နာမည်ကိုပြောချင်တာ乔氏姐姐到班上ဆိုတာအခန်းထဲကိုဖိတ်လိုက်တယ်ပေါ့和大家分享sharing လုပ်တာ分享ဆို sharing လုပ်မှာအားလုံးနဲ့တူတူ sharing လုပ်မယ်旅行ဆိုဒီသူက travel ခရီးတွေတွားတဲ့ချိန်မှာ难忘ဆိုတာမေ့ဖို့ခက်ခဲတဲ့ကျင့်ဝင်မေ့ဖို့ခက်ခဲတဲ့ခရီးသွားတဲ့ချိန်မှာမေ့ဖို့ခက်တဲ့ခရီးတစ်ခုအကြောင်းသူပြောခိုင်းတာပေါ့နော်首先ပထမဆုံးအနေနဲ့乔文姐姐放了一段有趣的特制表演影片的首先ပထမဆုံးအနေနဲ့乔文姐姐乔文妈妈ကတဲ့放了一段ဖွင့်ပြလိုက်တယ်放ဆိုတာချထားတယ်ဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့ဒီနေရာမှာအနောက်ကိုဆက်ပြီးဖတ်မယ်放了一段有趣的放了一段ချထားလိုက်တယ်一段တစ်ပိုက်有趣ဟိုအဓိပ္ပာယ်ရှိတဲ့特制表演ဆိုအထူး表演ဆိုတာဘယ်လိုပြောမလဲပြဆက်တဘောလိုမျိုးပေါ့နော်အထူးပြပွဲပေါ့အထူးပြပွဲပေါ့影片ဆိုတာ projector မှာပြတာဗီဒီယိုပြတာ影片လိုမျိုးပေါ့နော်အဲ့တော့သူဒီမှာပြောချင်တာက projector မှာ तू က movie တစ်ခုကိုပြလိုက်တယ်ပေါ့နော်只见影片中的人只见ဆိုတာ看အဲ့ဒါလေးပဲတွေ့တယ်ပေါ့只见တွေ့ရတယ်影片中的人ဒီ movie ထဲမှာရှိတဲ့လူတွေကတဲ့先将饼皮一边在桌面拍打တို့ကဒီမှာတို့ကဘာလုပ်နေလဲဆိုဒီဘာလဲ biscuit လုပ်ဖို့အတွက်တို့ကဒီပေါ်မှာမုတ်နေကိုရိုက်နေကြတယ်ပေါ့နော်一边向空中抛的တစ်ဖက်ကရိုက်လိုက်တစ်ဖက်ကအဲ့ဒီရဲ့ biscuit တွေပြစ်လိုက်နေလုံနေတာတဲ့小小的饼皮渐渐变得又大又薄的ဒီဂျုံလုံးတေးသေးလေးอ่ะဂျုံ biscuit လုံးမဲ့ဒီဂျုံလုံးလေးอ่ะတဲ့ဟိုပေါ့မေမေတို့ထပ်တရာတို့ပလာတာတို့လုပ်တဲ့ပုံစံလိုမျိုးပေါ့နော်小小的饼皮ဆိုတာဒီ biscuit လုပ်တဲ့ဂျုံလုံးလေးอ่ะတဲ့又薄渐渐变得渐渐ဆိုတာတဖြည်းဖြည်း变得ဆိုတာပြောင်းလဲသွားတယ်又大ဆိုတာပိုပြီးကြီးလာတယ်又薄ဆိုတာပါလာတယ်ကြီးပါလေးဖြစ်လာတယ်ပေါ့မေမေတို့ဂျပန်တီတော့မဟုတ်ပလာတာတွေထပ်တရာတွေရိုက်တယ်လို့မျိုးပေါ့အဲ့လိုပုံစံပေါ့နော်然后အဲ့ဒါပြီးတဲ့နောက်မှာတဲ့他将饼皮落一下再贴些家里ဒီမှာတူလိုလောက်တာလီပေါ်လှုပ်လိုက်ရိုက်လိုက်အဲ့လိုမျိုးလှုပ်တာပေါ့ပလာတာလှုပ်တာပါပဲတရုတ်ပြည်မှာဆိုတော့တို့ကပလာတာတွေထပ်တရာတွေတိတ်မလှုပ်တော့မြန်မာပြည်ကတော့အိန္ဒိယတွေနဲ့ဆက်နေတော့ဒီပလာတာတွေထပ်တရာတွေတိတယ်ပေါ့နော်သူကပြီးအဲ့ဒါပြီးတော့တဲ့သူကအဲ့ဒါ再加点上ဆိုတာတုတ်လိုက်တယ်ပေါ့နော်加里ဆိုတာဘယ်လိုပြောမလဲဆိုကာရီတစ်မျိုးပေါ့请大家享用的享用ဆိုတာ
享用说撒开的不喏，请大家度များ的撒开的，这就是有名的印度甩饼的底下的印度说အိန္ဒိယကနာမည်ရှိတဲ့印度甩饼ပြောမယ်ဆိုလို့ရှိရင်တော့ထပ်ပလာတာပါပဲလေနော်သူတို့တရုတ်နိုင်ငံမှာတော့မတွေ့ဘူးပေါ့ဒီပလာတာကိုသူတို့စီမှာတိတ်မစားကြဘူးပေါ့ဒါအိန္ဒိယနိုင်ငံကနာမည်ကြီးတဲ့ပလာတာပါတဲ့柔软的口感十分特别不是这嘛沙来的说十分特别都是出差的不也可以说嘞将食材和酱料夹在饼皮中也可以多表情来说ဒီပလာတာကြားတဲ့ကိုအခြေလည်းတို့စားလို့ရတယ်食料ဆိုတာစားတော့မဲ့အစားတောက်တွေညက်ပြီးလဲစားလို့ရတယ်ပြောမယ်ဆိုလို့ရှင်လိတ်ခုတ်တွေပါတွေလောက်တယ်လို့မို့အထဲမှာပဲလေးတွေထည့်ပြီးလဲစားလို့ရတယ်ပေါ့乔文姐姐开心的说乔文妈妈ကတဲ့သူတို့ရှင်းပြတယ်